Welcome to TechX Myanmar. အများဝယ်အမြဲတမ်းခိုင်းနေတဲ့ကျွန်တော်တို့ရဲ့ ChatGPT AI ကိုကျွန်တော်တို့ prompt တွေသူ့ရဲ့ပေးထားတဲ့ prompt တွေကိုကျွန်တော်ပြန်လောက်ခိုင်းပြီးတော့မှသူ image generate လောက်ခိုင်းမယ်ပေါ့ကျွန်တော်တို့ဒီခုနေ့ဆိုလဲ nano banana AI တွေပါကျွန်တော်တို့သုံးပြီးပါပြီ ChatGPT က AI ကတော့ကျွန်တော်တို့အရန်တော့မျှော်လင့်လို့တော့မရဘူးဒီကောင် image generate လောက်တာနဲ့ပတ်သက်ပြီးတော့မှpro version မဟုတ်လို့ရှိရင်အရန်မကောင်းဘူးပေါ့ဒါပေမဲ့လည်းကျွန်တော်တို့စမ်းပြီးတော့မှ generate လောက်ခိုင်းနိုင်မယ်ပေါ့ဒါသူဟိုနေ့ကနောက်ဆုံးပေးခိုင်းထားတဲ့ prompt အတိုင်းပဲကျွန်တော်တို့ပြန်ပေးလိုက်ပြီးတော့မှလောက်ခိုင်းလိုက်မယ်ပေါ့ဒါ ChatGPT ကနေကျွန်တော်တို့ generate လုပ်ပြီးပေါ့ဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကြတော့ဟိုသင်ပေးရမှာပေါ့ ChatGPT နဲ့သူတို့ကဒီ AI generate ကိုလုပ်လို့မရဘူးဒါဆိုလိုမျိုးမေးလာခဲ့သည်ရှိတော့ကျွန်တော်တို့ ChatGPT နဲ့လည်းလုပ်လို့ရတယ် ChatGPT ထဲမှာပဲကျွန်တော်တို့တစ်ခါတည်းမေးပြီးတော့မှတစ်ခါတည်းကိုလိုချင်တဲ့ဓာတ်ပုံကိုထုတ်လို့ရတယ်သို့ပေမဲ့ ChatGPT ကသူ့ရဲ့ AI ကကျွန်တော်တို့ကိုဒီ text to image ထုတ်တဲ့ generate လုပ်တဲ့ဟာမှာနာမည်ကြီးတာမဟုတ်ဘူးပေါ့အဲ့လို free တော့သုံးလို့ရတယ်သို့ပေမဲ့သူကလည်းပုံ20 30လောက်ထုတ်ပြီးသွားလို့ရှိရင်တော့တရက်တာ limit ပြည့်သွားတယ်အဲကြလို့ရှိရင်တော့ကျွန်တော်တို့ဆက်ပြီးတော့သုံးလို့မရတော့ဘူးအဲချိန်ကြလို့ရှိရင်တော့ကိုကတခြား AI တွေနဲ့သုံးတယ်ဆိုရင် nano banana AI ပြန်လာသုံးလဲရတယ်ဒါမှမဟုတ်ကျွန်တော်တို့ Nodi သုံးလဲရတယ် Nodi ဆို point 2000ရတယ်ဗျာ point 2000ဆိုကျွန်တော်တို့2လစာ3လစာလောက်အေးအေးဆေးထုတ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ grow AI နဲ့ရှိတယ် nano banana လည်းရှိရပြီးရင်ကျွန်တော်ဟိုနေ့ကပြောခဲ့လို့ပဲ canva AI လည်းရှိရပေါ့ canva AI မှာလည်းသုံးလို့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ ChatGPT ကိုဒါကျွန်တော်တို့ generate လုပ်ခိုင်းထားတဲ့ဟာပေါ့သူရဲ့ image quality ကိုကြည့်ကြည့်မယ်ကျွန်တော်အရင်တော့ဒီကနေ generate လုပ်ပြီးတော့မှတချို့စာတွေပါဒီ online မှာ article post တွေပါရေးမယ်ဆို ChatGPT ကိုပဲကျွန်တော်ပြန်ပြီးတော့ regenerate လုပ်ခိုင်းတဲ့အခါမျိုးကြီးလည်းကျွန်တော်အသုံးပြုတယ်ဘာလို့လဲဆိုတော့သူရဲ့လူတယောက်လိုသိနိုင်စွမ်းကြတော့တော်တော်လေးကောင်းတယ်ပေါ့ဒါပေမဲ့သူက image generate လုပ်တဲ့အခါမှာဆိုရင်တော့တခြားရှေ့မှာကျွန်တော်ပြခဲ့တဲ့ AI တွေလောက်တော့ powerful မဖြစ်ဘူးသို့ပေမဲ့သူရဲ့အခြေအနေက acceptable လက်ခံလို့ရတယ်ပေါ့ဒါကြောင့်ကျွန်တော် ChatGPT ကိုလုပ်ပြီးတော့မှ generate လုပ်တဲ့နည်းလမ်းကိုနောက်ဆုံးပိုင်းနေမှာမထည့်ထားအောင်ဆိုသူက ChatGPT က generate လုပ်တဲ့အချိန်ကတော်တော်လေးကိုကြာတယ်တော်တော်လေးကိုကြာပြီးတော့မှဟိုတခြား AI တွေနဲ့ထွက်လာမှကျွန်တော်အရင်ဆုံး Nodi AI ကိုသွားလိုက်မယ်ဗျာ Nodi AI ကိုလုပ်တော့ဆိုရင်ကျွန်တော်စက္ကန့်30 40လောက်ပဲကြာတယ်ပေါ့ဒီကောင်ကတော့ Nodi AI တော့တော်တော်မြန်တဲ့အထဲမှာပါတယ်ပေါ့ကျွန်တော်အသုံးပြုခဲ့ရဒါ Nodi AI နံပါတ်1အနေနဲ့နံပါတ်2အနေနဲ့ကြတော့ကျွန်တော်တို့ကဒီ Grow AI နဲ့Gemini တို့ပါမယ်ပြီးလို့ရှိရင်ကျွန်တော် Canva တွေပါမယ်ပေါ့ဒီကောင်ကြောင့်ကျွန်တော်နံပါတ်3 4လောက်ပဲပြီးခြင်းတယ်ကျွန်တော် image quality ကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်သူကဘယ်လိုပြောမလဲပကြီးကားတစ်ချက်လိုမျိုးဖြစ်နေရပေါ့တိတ်ပြီးတော့မှဟိုသူရဲ့ထုတ်နိုင်စွမ်းပေါ့သူရဲ့ထုတ်နိုင်စွမ်းဒါအကုန်ပဲဒါ ChatGPT ရဲ့ညံစွမ်းအကုန်ပေါ့သူထုတ်ပြီးနိုင်တာ image quality ဆိုကျွန်တော်ဒါပကြီးကားလိုမျိုး 2D animation နဲ့ 3D animation ကြားပဲရှိရပေါ့ဟိုကောင်မှကျွန်တော်တို့ထုတ်လာတဲ့ဒီ Nodi AI တို့ဘာလို့ကျတော့ hyper realistic ရုပ်ထွက်ထိပါထွက်တယ်ဒီမှာကြောက်ကျွန်တော်တို့ကဇွန်းဆွဲကြည့်လိုက်လို့ရှိရင်တော်တော်သိတာပါပြီကပြောမယ်ဆိုရင်တော့ image quality ရော့သွားတာတော့မဟုတ်ဘူးသူရဲ့ generating လုပ်တဲ့ style ရအောင်မှာဒီလောက်ထိပဲထုတ်ပေးနိုင်တာပေါ့သူရဲ့ AI limit ကဒီလောက်ပဲသို့ပေမဲ့သူရဲ့ reality ဆန်တဲ့ဟာကြီးကြတော့လေChatGPT ကတော်တော်လေး reality ဆန်နေပေါ့အဲ့လိုမျိုးတော့ပြောလို့ရပါဘူးခုနကျွန်တော်အရှိမသုံးခဲ့တဲ့ဒီ Nodi AI တို့ဘာလို့ကြာ hyper realistic ဆန်နေပေါ့သူရဲ့ image generate လုပ်တဲ့ပုံစံကတစ်ခုနဲ့တစ်ခုနဲ့ကတိတ်ပြီးတော့မတူကြဘူးမတူကြတဲ့အတွက်ကျွန်တော်တို့ကြားလာတဲ့ result ကလည်းတူမယ်လို့တော့မထင်ဘူးဒါကြောင့်မလို့ကိုကြိုက်တဲ့ကိုဆိုတော့ကိုအဆင်ပြေတဲ့ဟာအသုံးပြုလို့ရပါတယ်ဒါတော့ကျွန်တော်တို့ ChatGPT နဲ့လာပြီးတော့မှ generate လုပ်ထားတာ okay နောက်ထပ် video တစ်ခုကိုကျွန်တော်တို့ generate လုပ်ကြည့်မယ်ပေါ့နော်ဒီက print ကိုပဲကျွန်တော်တို့ထပ်ပြီးတော့ယူလိုက်မယ်နော်ယူလိုက်ပြီးတော့မှ copy လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာ paste လုပ်မယ် paste လုပ်ပြီးတော့မှကျွန်တော်ရှိရမှာ generate the photo or landscape image လုပ်ပြီးတော့မှ control V ပေါ့ okay ChatGPT ကတော့တခြား AI တွေထုတ်တာထက်အများကြီးပိုကြတယ်ပြီးတော့ထွက်လာတဲ့ result ကခုနတွေ့တဲ့အတိုင်းပဲကြိုက်တဲ့လူတွေလည်းရှိမယ်မကြိုက်တဲ့လူလည်းရှိမယ်ဒီရှေ့ရ Nodi AI တို့ပါလို့ဆိုရင်တော့ကျွန်တော်တို့ငင်းကြမရှိဘူးလူတိုင်း hyper realistic ကြိုက်တဲ့လူတွေကြီးပဲ high quality 8K video 4K video ဒါမျိုးဗီဒီယိုကြိုက်တဲ့လူတွေကြီးပဲဒီမှာကျတော့ကျွန်တော်တို့က
ဓာတ်ပုံလေးနှစ်ပုံလေးကျွန်တော်တို့ထုတ်ပြီးတဲ့ဟာတော့မှသူကဒီတက်ပိုပြီးမြန်ခြင်းလို့ရှိရင် pro version ကိုသုံးပေါ့ဒါပေမဲ့သူ့ဟာကြီးကထွက်လာတဲ့ result ကကျွန်တော်တို့အရန်နဲ့ထူးထူးဆန်းဆန်းကောင်းလာတော့မဟုတ်ဘူးကျွန်တော် personal အမြင်ရပေါ့အရန်နဲ့ထူးထူးဆန်းဆန်းအဲ့ဟာကိုသဘောမကျဘူးဒါပေမဲ့လက်ခံလို့ရရတယ်ပေါ့ဒီမှာဆိုလဲသူ generate လုပ်ပြီးတဲ့ဟာလေးတွေကလက်ခံလို့ရတယ်ဒီမှာရေတခွန်ပုံစံမျိုးတွေဖြစ်တယ်မတူးတော့ဒီပုံနှစ်ခုကတချို့လူတွေကတူတယ်ထင်နေမှာဆိုလို့ဒီမှာရေတခွန်ပုံစံမျိုးပေါ့ prompt တွေကဒီသူကထုတ်ပေးနိုင်တဲ့ဆိုရင်ဒီလောက်ပဲရှိလို့ကျွန်တော်တို့ဓာတ်ပုံတွေဆိုလဲနီးနီးဆက်ဆက်ဖြစ်နေရတော့တခြား AI နေနဲ့တုံပြီးတော့ထုတ်မယ်ဆိုရင်တော့ဒီ prompt တွေကတစ်ခုနဲ့တစ်ခုတော်တော်လေးကွဲတယ်ဗျဒါဆိုရင်ကျွန်တော်တို့ ChatGPT ကနေထုတ်ထားတဲ့ဟာသူ realistic ကတော့ဖြစ်တယ် 2D နဲ့ 3D dimension ကြားထဲမှာပေါ့အဲ့လိုမျိုး strand မျိုးနဲ့ဒီပကြီးကားလိုမျိုးလေးရသူဟာလေးဖြစ်တယ်ကိုအသုံးကြိုက်တယ်ဆိုရင်တော့ဒါအသုံးပြုလို့ရတယ်ဒါအောင်မှကျွန်တော်တို့ကဒီ image to video တွေပါဆိုလဲရေတွေစီးကြနေတဲ့ဟာတွေကို animate လုပ်လိုက်လို့ရှိရင်တော်တော်လေးမိုက်တယ်ပေါ့နော်တော်တော်လေးလဲ quality ကောင်းတယ်လို့တော့ပြောလို့ရတယ်ပထမဗီဒီယိုဓာတ်ပုံထပ်တောင်မှကျွန်တော်ပို့ကြိုက်သေးတယ်ပထမဓာတ်ပုံဆိုရင်တော့မှနည်းနည်း reality သိမ့်မဆန်ဘူးပေါ့ဒါပေမဲ့ဒါတွေကိုမှကျွန်တော်တို့ဗီဒီယိုပြောင်းမယ်ဆိုဒီ string တွေကိုမှဒီ animation ပေါ့ animation လုပ်ပြီးတော့ live ဖြစ်အောင်ဒီရေစီးစင်းသွားအောင်ကျွန်တော်လုပ်လို့ရမယ်ဒီမီကိုနောက်ကမြူကူတွေရွေ့နေတဲ့ဟာတွေလုပ်လို့ရမယ်ဖျားပုံတော့နောက်ကဥကောင်းတော့နောက်ကနေပြီးတော့ရောင်ကြီးကွန်မြူတဲ့ဟာတွေကိုကျွန်တော်တို့လုပ်လို့ရပါဘူးဒါတော့ကိုယ့်ရဲ့ editing skill နဲ့ပဲဆိုင်သွားပြီအဲ့တော့ကျွန်တော်ကဒီလောက်ဆိုရင်ဒီမှာ ChatGPT ဒီမှာ prompt ထုတ်လို့ရတာဟို image generate လုပ်လို့ရပါနောက်ထပ်ဓာတ်ပုံတစ်ခုကိုကျွန်တော်တို့ထပ်ပြီးစမ်းကြည့်မယ်ပေါ့နောက်ထပ် prompt တစ်ခုကိုကျွန်တော်တို့စမ်းကြည့်မယ်ဆိုရင် okay ဒါလေးကိုကျွန်တော် copy လုပ်လိုက်မယ်copy လုပ်လိုက်ပြီးတော့မှထုံးစံတိုင်းပဲကျွန်တော်တို့ဒီရှေ့က landscape ဟာလေးပါလေးတော့ keyboard လေးကျွန်တော်ရိုက်ထည့်မယ် YouTube ပါညာအဲ့လိုလေးလိုအပ်တဲ့ keyboard လေးပေါ့တခါကျလို့ရှိရင်သူကနှစ်ခေါက်လောက်ရိုက်ထည့်ပြီးရဟာတွေပါရှိရပေါ့အဲ့လိုပြီးလို့ရှိရင်ကျွန်တော်တို့စောင့်လိုက်မယ်ပေါ့သူက pro ဝယ်ခိုင်းလိမ့်မယ် pro ဝယ်ခိုင်းလို့ရှိရင်ကျွန်တော်မဝယ်လဲနည်းနည်းလေးတော့ပိုကြာသွားတယ်ပေါ့ pro ဝယ်လိုက်လို့ရှိရင်တော့ပတ်စံပေးရတယ်ပြီးရင်တော့ပိုမြန်သွားတယ်ဒါပေမဲ့လည်း UU version နဲ့လည်းသုံးလို့အဆင်ပြေပါတယ် ChatGPT ကဒီကောင်တော့ကျွန်တော်5မှာဆိုရင်တော့3လောက်တော့ပေးတယ်realistic ဖြစ်တယ်ထွက်လာတဲ့ image တွေကကောင်းတယ် high quality တူတူဖြစ်တယ်ဒါပေမဲ့နည်းနည်းလေး quality image quality result ကဒီ 2D နဲ့ 3D ကြားထဲမှာပဲရှိရပေါ့ဟိုရှေ့ကတုံးခဲ့တဲ့ဟာကြီးလောက်တော့မကောင်းဘူးနောက်တစ်ချက်ကကျတော့ generate လုပ်တဲ့အချိန်အရန်ကြတယ်ပြီးထွက်လာတဲ့ image result ကတော့လေဒီလောက်မကောင်း realistic တော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုမှနောက်ထပ် generate လုပ်လိုက်တဲ့ဟာဆိုလဲသူကအရင်ထူးထူးဆန်းဆန်းနေကိုကျွန်တော်တို့မပြောင်းပေးဘူးပေါ့သူရဲ့ generate လုပ်နိုင်ဆိုတာကနည်းနည်းနည်းသေးရပေါ့အဲ့တော့ကျွန်တော်တို့က print ကိုဒီထက်ပိုကောင်းအောင်ပေးကြည့်မယ်ပေါ့နော်ဒီထက်ပိုကောင်းအောင်ပေးမယ်ဆိုရင်ဘယ်လိုမျိုးတွေထပ်ပြီးလို့ရအောင်ဆိုတော့โอเคဒါမှကျွန်တော်ခုနေ့ကပေးခဲ့တဲ့ prompt တွေကိုပဲထပ်ပြီးတော့သုံးကြည့်မှာပေါ့ generate လုပ်ထားတဲ့ prompt တွေကိုအဓိကကျွန်တော်တို့ကဒီ image တွေကတစ်ခုနဲ့တစ်ခုနဲ့မတူအောင်တော့ကိုက prompt ပေးတတ်ဖို့တော့လိုတယ်เนาะ prompt တွေကကျွန်တော်တို့လည်းဒီ Telegram group တွေမှာဆိုလဲကျွန်တော်တို့အများကြီးထည့်ထားပြီးရတာအောင်မှကိုကမှနည်းနည်း modify လုပ်ရှင်လို့ရှိရင် ChatGPT တို့ဘာလို့မိလိုက်လဲရတယ်အကယ်အင်္ဂလိပ်လိုမကြုံဆိုလဲမြန်မာလိုရိုက်ပြီးတော့ ChatGPT ကိုကျွန်တော်တို့ prompt down ပြီးတော့မှဒီမှာ edit ပြန်လာလုပ်နေရတယ်ပေါ့ဟိုချက်ချင်းဒီတွေက prompt တွေကိုထည့်သုံးပြီးတော့မှချက်ချင်းပိုက်သွားတာမျိုးတော့မဟုတ်ဘူးကိုလိုအပ်တဲ့ဟာလေးတွေကိုမှကိုစီမှာ AI ပေါ်လာတဲ့ဟာလေးတွေမှကိုလိုတိုးပူလျှော့ကိုဘက်ကိုထပ်ပြီးလုပ်ပြီးရပါတယ်ဒါတော့ကျွန်တော်တို့လက်ရှိမှာ ChatGPT ကိုသုံးပြီးတော့မှ text to image generate လုပ်နေရဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့ ChatGPT ကကျွန်တော်တို့ image generate လုပ်တဲ့AI engine မဟုတ်ပါဘူးသို့ပေမဲ့လည်း
သုံးလို့ရတယ်ဆိုတာပြောပြခြင်းလို့ကျွန်တော်တို့ ChatGPT နဲ့ AI generate လုပ်ပြရပါတချို့တွေကဒီပြောမယ်ဆို application တစ်ခုနဲ့ application အများကြီးသုံးရမကြိုက်ဘူးပေါ့တခြား application တွေကိုကူးရတယ်မကြိုက်ဘူးဒါမျိုးဆိုရင်တော့ ChatGPT မှာတခါတည်း profile ဝယ်ပြီးသုံးနေလို့ဆိုလဲမြန်မြန်ဆန်ဆန်ထုတ်လို့ရတယ်ပြီးလို့ရှိရင်ဒီ Noti AI မှာဆိုလဲကျွန်တော်တို့တခြားသော AI တွေကိုလည်းကိုယ်စိတ်ကြိုက်pricing နဲ့ဝယ်ပြီးတော့မှထုတ်လို့ရတယ်ဗျအဓိကကိုယ်ဘယ် software ပဲသုံးဘယ် website ပဲသုံးအဆင်ပြေအောင်ကိုကဘယ် software သုံးဆိုတာပဲမူတည်ပါဒါဆိုရင် ChatGPT ဆိုကျွန်တော်တို့ image တကယ် reality မှာ generate လုပ်မယ်ဆိုရင်သုံးလို့မရဘူးတော့မဟုတ်သုံးလို့ရတယ်သို့ပေမဲ့အရန်နှီးတယ်လက်တွေ့မှာဆိုရင်တော့ pro version ဝယ်သုံးမှသာအဆင်ပြေမယ် Noti AI တို့ပေါ့ဆိုရင်တော့အမြန်သုံးလို့ရတယ် pro version ဝယ်သုံးမယ်ဆိုရင်တော့ပိုပြီးအကောင်းဆုံးပေါ့နော် Grow AI တွေလည်းရှိရကျွန်တော်ရှိမှပြခဲ့တဲ့ AI တွေလည်းဈေးပေါ်တဲ့ AI တွေဆိုလဲ Canva တို့ပေါ့ဆိုဈေးပေါ်ပြီးတန်တယ်ဒါမျိုး AI တွေရှိရသို့ပေမဲ့ ChatGPT ကတော့ reality လည်းစမ်းတယ်သို့ပေမဲ့ generate လုပ်တဲ့အချိန်အရန်ကြာတယ်အဲ့တော့အလုပ်ပြီးဟိုကြာနည်းနည်းလေးခက်မယ်ပြီးလို့ရှိရင် image quality က 2D ကနေ 3D ဂျာတွင်ပဲရှိမယ်ဆိုတော့ကိုယ်ကြိုက်နေကိုသူကြိုက်နေသူဆိုတော့ကျွန်တော်အများကြီးတော့ဘယ်ရလို့ပါဆိုရင်တော့မပြောချင်ဘူးလူကြီးဆိုရင်တော့ဒီ ChatGPT ကို design ထွက်လာတဲ့ရုပ်ထွက်ကိုပို့ပြီးကြိုက်တဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ဒါကြောင့်မလို့ ChatGPT ကိုလည်းအသုံးပြုလို့ရအောင်ကျွန်တော်သင်ခန်းစာလေးကို share ပေးလိုက်တာတယ်အခုဒီကတော့ကျွန်တော်တို့ကဒီ prompt နေပေးပြီးတော့မှ image တွေကိုထုတ်ပြတာပဲရှိသေးရဲ့ပေါ့ပြီးကြမှာသာကျွန်တော်တို့ image to edit line လည်းလာမယ် image to visual animate လုပ်တဲ့ဟာမျိုးကြီးလည်းလာမယ်ပြီးရင်ကျွန်တော်တို့ဆရာတော်ဖျားရဲ့ပုံတွေအောက်မှာ keyframe ရွှေ့တဲ့ဟာတွေ editing ပိုင်းတွေပြီးလို့ရှိရင်ကျွန်တော် YouTube အတွက်လိုအပ်တဲ့ setting တွေ copyright ရှင်းတဲ့ဟာတွေလည်းနောက်ပိုင်း video lesson တွေမှာထပ်ပြီးတော့မှထည့်ထားပါတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ Welcome to TechX Myanmar.